ဘာလို့နဲ့ introvert လေးတယောက်ကကင်မရာကြီးရှေ့မှာဗီဒီယိုတွေလောက်လာတာဆိုရင်ရှေ့မှာ3ပုတ်ရှိခဲ့ပြီဒါဗီဒီယိုတွေက quality မမီသေးဘူးဆိုပေမဲ့ကျွန်တော်တို့ကတော့အသေးစား goals တွေပဲပေါ့နော်ဆိုတော့ကိုစူးချတဲ့အနေနဲ့ခီးလေးတစ်ခုသွားဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့ဘယ်သွားလို့သွားမှမသိတာနဲ့မမဟိုရှာတီရှာလုံရင်းနဲ့ forest city ဆိုတဲ့မြို့တစ်မြို့သွားတွေ့ပေါ့နော်အဲ့ဒီမြို့ကကျတော့ကမ်းခြေနားမှာပေါ့နော်သူ့ရဲ့နာမည်အတိုင်းပဲ forest city ဆိုတဲ့နာမည်အတိုင်းပဲတိုက်တွေကိုလည်းຫນွေပင်နေနဲ့ကိုတမင်တောပုံစံမျိုးအဟောင်းပုံစံမျိုးဖြစ်နေအောင်လို့လုပ်ထားတယ်ပေါ့နော်ဒါနဲ့ပဲအဲ့ဝဲသွားဖို့ဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့ကျွန်တော်တို့ကန်ခါပြီးတော့သွားခဲ့တယ်ပေါ့ကျွန်တော်နေတဲ့နေရာနဲ့ဆိုရင်နိုင်ဝက်လောက်စီရတယ်ဒီမှာဆိုရင် forest city ရဲ့ဝင်းထဲကိုရောက်လာပြီပေါ့နော်ဒီမှာမြင်းတဲ့အတိုင်းပဲတိုက်တွေမှာຫນွေပင်နေတစ်ပင်နေဘယ်လိုပြောရမလဲຫນွေပင်နေတက်ထားတယ်ပေါ့ကဲရောက်ပါပြီဒီကျွန်တော်တို့ဆင်းပြီးတော့အဲ့ထဲကိုဝင်သွားပါတော့မယ်ဒီမှာဝင်ချင်းမှာပဲဒီ forest city ရဲ့တစ်မျိုးလုံးကိုပြထားတယ်ပေါ့ forest city ကတော့အကျယ်ကြီးပဲဒါပေမဲ့ကျွန်တော်တို့ဒီတစ်မျိုးလုံးတော့မပတ်တော့ဘူးပေါ့နော်ဒါလည်းကျယ်တယ်ဆိုတော့ကျွန်တော်တို့ဒီကမ်းခြေနားမှာပဲနေပြီးတော့ဆော့စရာရှိရဆော့ပါမယ်တောက်စရာရှိရတောက်စားစရာရှိရစားဆော့စရာရှိရဆော့ပါမယ်ဒီလိုနဲ့ကျွန်တော်တို့ကမ်းခြေဘက်ကိုထွက်လာပါပြီဒီမှာမြင်တွေ့ရတဲ့အတိုင်းပဲဒါကတော့ကမ်းခြေရဲ့ view ပါလူတွေကတော့တိတ်မရှိဘူးကြာနေ့လယ်ပဲဖြစ်နေလို့လားတော့မသိဘူးဒါကတော့ outfit check ပါဟဲ့ဟဲ့ကမ်းခြေလိုနေရာမျိုးတွေလာမယ်ဆိုရင်ကျွန်တော်တို့ဝစ်လာကြပါကမ်းခြေဒီမှာကတကယ်အေးပါတယ်ကျွန်တော်ရောက်ချင်းမှပဲအရင်ဦးဆုံးလောက်တာကတော့ဟိုးဘက်မှာမြင်နေရတဲ့ဟုတ်ပါတယ်ကျွန်တော်တို့ဒီ 4-wheel cycle လေးငှားလာပါတယ်ဒီကောင်ကတော့15မိနစ်ကို90ကျွန်တော်တို့နိုင်ဝက်ငှားလာတယ်ပေါ့နော်နိုင်ဝက်ဆိုတော့100ဆိုတော့ဈေးကြီးတဲ့ထဲမှာတော့ပါတယ်ပေါ့တော်တော့မောင်းလို့ကောင်းတယ်ဗျတဲထဲမှာဆိုတော့သူကဟိုရမ်းဒီရမ်းတော့ဖြစ်တယ်တော်တော်လေးတော့ထိန်းယူရတယ်ဒါပေမဲ့တော်တော်မောင်းလို့ကောင်းတယ်ဒါနဲ့ပဲကျွန်တော်ဆရာနောက်ကနေလိုက်စီးခဲ့ပါသေးတယ်ကျောင်းဆရာတော့တကုံဆွဲပါတယ်ကျွန်တော်လည်းလွင့်မထရုံတမဲပါပဲပြီးတော့ဟိုရှောက်စီးဒီရှောက်စီးနဲ့တဲထဲမှာသူရမ်းနေတာဆိုတော့ကျွန်တော်လည်း drip ဆွဲတဲ့ပုံစံမျိုးဘယ်လိုပြောမလဲအဲ့လိုလေးရှောက်လှည့်ပြီးတော့ရှောက်လှဲဟိုရှောက်လှဲဒီရှောက်လှဲပြီးတော့တကုံမောင်းပါတယ်ပြီးတော့ဆရာကကျွန်တော်ဗီဒီယိုရိုက်ပေးဖို့ဆိုပြီးတော့နောက်ကနေပြန်လိုက်စီးပါတယ်ရှောက်စီးပါတယ်ရာသီဥတုကမိုးကအုပ်နေတာဆိုတော့ဓာကြီးတော့မပူဘူးဗျဓာကြီးမပူတော့မိုးအုံလေးနဲ့အေးတော့မောင်းလို့တော်တော်ကောင်းတယ်နောက်တော့ကျွန်တော်တို့ရေထဲဆင်းပြီးတော့စပြီးတော့ပြင်ဆင်ပါပြီဒီမှာမြင်ရတဲ့အတိုင်းပဲအင်ကြီးတွေပေါင်းကြီးတွေအကုန်လုံးချွတ်လိုက်တော့ခေါင်းမကျန်တော့တယ်နောက်တော့ကျွန်တော်တို့လှေငှားပြီးတော့ရေထဲဆင်းသွားပါတယ်ဂျားထဲမှာမိုးရွာသွားသေးတယ်ဗျမိုးတော်တော်ရွာသွားသေးတယ်ကျွန်တော်အဲ့မိုးရွာနေတဲ့အချိန်မှာတနေရာမှာထိုင်ပြီးတော့ဘီယာလေးပါလေးတောက်ပြီးတော့ခဏနားနေလိုက်တယ်ပေါ့နော်အဲ့ဘိုင်းကတော့ကျွန်တော်ရိုက်ဖို့မိသွားလို့မရိုက်လိုက်ရဘူးပေါ့နော်ဝင်ဝါးဝါးရော
အားနဲ့ကျွန်တော်တို့ ငါဟိုအလဲကိုသွား ဒီ ကြ ရ တာ တော့ပြီးစားပြီးနားပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့လှေငါးစီးမယ်ပေါ့နော်မန်ကယ်ဆိုအင်ကြီးဝတ်လို့ရတယ်ဗျာကျွန်တော်ကတက်အင်ကြီးနဲ့ဆိုရှုပ်လို့ပေါ့နော်ရှုပ်လို့ဆိုတော့ကျွန်တော်အင်ကြီးချွတ်ပြီးတော့ပဲဒီအပွားဟာဝက်ပြီးတော့စီးလိုက်တယ်ပေါ့နော်ဒီလေကတော့ဟို 4-wheel cycle လောက်တော့ဈေးမကြီးဘူးဗျဒီကောင်ကတနာရီကိုတယောက်တည်းစီးမယ်ဆိုလို့ရှိရင်35ကျပ်ပေးရပြီးတော့နှစ်ယောက်စီးမယ်ဆိုလို့ရှိရင်တော့40ပေးရရဲ့ဗျတနာရီနော်ဟို 4-wheel cycle ကြတော့နိုင်ဝက်နဲ့တင်100ပေးရတာဗျဟိုကောင်ထက်တော့ဈေးပိုတက်တာတယ်ဒီကောင်က ဟဲ့လေ ဈေးလဲတက်တာတင်ပါတယ်ဘာလို့လဲဆိုတော့ကိုယ်တိုင်လှော်ရတာ哦ကျွန်တော်ကတော့နောက်မှာတိုင်ပတ်နေပါတယ်လေရရှေ့မသွားဘဲနဲ့အဲနားမှာနေပတ်ချလဲနေလို့တိုင်ပတ်နေတယ်လေတွေပါလေစီးပြီးတော့ကျွန်တော်တို့ဝယ်ထားတဲ့မုန့်လေးခဏထိုင်စားရပေါ့နော်ပိုင်လေးစားနေရတဲ့အဲ့ဒီချိန်မှာကျွန်တော်တို့တော်တော်ပင်ပန်းနေကြလူကဘယ်မှလည်းမသွားချင်တော့ဘာမှလည်းမလုပ်ချင်တော့ဒီတိုင်းထိုင်မဲထိုင်နေကျင်တော့ရေပေါ့နော်တော်တော်နှုံသွားတယ်ပေါ့ညနေပဲရောက်တော့ရေတွေကလည်းတော်တော်ကျသွားတယ်ဗျပြီးတော့အဲ့မှာမြင်နေရတဲ့လေလေးသေးသေးလေးဗျအဲ့လေလေးကစဝင်းလိုမျိုးနင်းပြီးတော့မောင်းရတဲ့လေမျိုးလေးပေါ့နော်သူတို့အဲ့နားမှာလေနေရကြပြီဗျအဲ့နားကနေမရွေ့သေးဘူးတော်တော်ကြာနေပြီအဲ့နားမှာ ဖေဦးမ နောက်တော့မှသူတို့လှေပေါ်ကအပိန်ဆုံးလူတစ်ယောက်ကဆင်းသွားတော့မှသူတို့လှေလေးရွေ့သွားတယ်ဗျနောက်ဆုံးတော့သူတို့ခရီးဆက်နိုင်သွားပါပြီဟိုတစ်ယောက်ကတော့ကြံခဲ့တာပေါ့နောက်တော့ကျွန်တော်တို့ပြန်มาတော့မယ်ကျွန်တော်တို့မပြန်ခင်ဒီနားတိုက်ပေါ်တက်ကြည့်လိုက်သေးရေပေါ့နော်တက်ရတာတော့တော်တော်ညောင်းတယ်ငိုတွေကလည်းပြင်ပန်းနေရဆိုတော့အပေါ်တက်ပြီးတော့အပေါ်ကနေအောက်ဘက်ကိုကြည့်တယ်ပေါ့နော်တကယ်မျိုးပြက်တွေကတိုက်တွေလိုပါပဲအပေါ်ကနေတော့ပင်လယ်ပြင်ကတော်တော်လှတယ်ဗျဟမ်ပြီးတော့ကျွန်တော်တို့ပြန်มาတော့မယ်ကျွန်တော်တို့မပြန်ခင်တော့တနေ့ရမှာတခုတော့ဝင်ဆောင်မယ်ဗျဘိုက်ကလည်းတော်တော်စားနေပြီဆိုတော့ကျွန်တော်တို့ပြန်မှုကားဆောင်နေတော့မှဒီ Forest City ထဲမှာမိဘန်းနေဖောက်နေကြရပေါ့နော်ဒီနေ့ကလည်းတရုတ်နှစ်တကူနေဆိုတော့မိဘန်းနေပက်လည်းဖောက်နေကြရဗျမိုးချုပ်တဲ့အထိလည်းဖောက်နေကြတော့မယ်ဒီတိုက်ကြီးကတမင်တက်ဒီလိုပဲအဟောင်းနဲ့တူအောင်လို့မိကိုအဲ့လောက်ပဲထုံးထားလာတော့မသိဘူးဗျစားမင်းနေရရောက်ပါပြီ ရပါပြီခင်ဗျာ ဒီကတော့ကျွန်တော်တို့အိမ်နဲ့လည်းတိတ်မွေးဘူးပေါ့နော်အိမ်သားက street market လေးမှာပဲစားလိုက်တယ်ပေါ့ကျွန်တော်တို့တုံရန်ကိုကော်စီလာနဲ့တယောက်တစ်ပွဲမှာထားတယ်ပေါ့နော် ပြပြဒီတ ကျွန် ပူ တော်တို့အပြင်ဘက်ကိုယူသွားပါမယ် ယူပဲလေ အပြင်ဘက်မှာရေးစစ်စစ်လေးတွားထိုင်စားပါမယ်ဒါတော့ကျွန်တော်တို့ထိုင်မနေရပါတော့ကျွန်တော်တို့တင်မိုးကြီးတို့နှစ်ပွဲလဲမှာထားတယ်ဗျာတစ်ပွဲကကော်စီလာနဲ့တစ်ပွဲကရိုးရိုးပေါ့ပြီးတော့စားပါတော့မယ် ကောင်းလာအောင် မြည်ကြည့်တယ်ဆိုကောင်းပါလေကောင်းတော့ဆက်စားတယ်ကော်စီလာရတာလေးလည်းရတယ်ဒီ vlog လေးကတော့ဒီလောက်ပါပဲတော်တော်လေးပင်ပန်းသွားပြီတော်တော်လေးညောင်းသွားပြီပေါ့နော်စားပြီးရင်ရောက်ရတာနဲ့ကျွန်တော်တို့တော်တော်လေးလှဲနေခြင်းပြီပေါ့ဖုန်းအားလည်းကုန်တော့မယ်ဒီအချိန်မှာကျွန်တော်ဖုန်းအားလည်းတော်တော်နည်းနေပြီဗျဒီအပြင်ဖုန်းအားလည်းကုန်ပါပြီအားလုံးပဲဘိုင်ဘိုင်အားလုံးပဲဘိုင်ဘိုင်ပါအဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးမတင်ပါဘူးခင်ဗျာ